Hello မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီနေဦးဒေါ်လာရေးပဲဖြစ်အာနာသိမ့်မှုဒေါ်လာရေးပဲဖြစ်နှစ်ကတော့တော်တော်လေးကြာလာပြီဖြစ်တယ်ခုကျွန်တော်တို့6နှစ်ထဲပါလာ2021ဖေဖော်ဝါရီရက်နေ့ဖြစ်ပြီမဲ့ခုက2026တော့ဖြစ်နေပြီဆိုတော့2026နှစ်ဝတ်တောင်ဖြစ်နေပြီဆိုတော့6နှစ်တာကြော်ပေါ့9နှစ်ကြော်ပေါ့ဆိုတော့ဒီတော်လှန်ရေးကိုအောင်မြင်ချင်ရင်နံပါတ်1ကကျွန်တော်တို့ကယုံကြည်မှုတိဆောက်ဖို့ရလိုအပ်တယ်အဲ့ဒီယုံကြည်မှုထဲမှာကယုံကြည်မှုကနံပါတ်1ချက်ကဘီဒူလူထုရဲ့ယုံကြည်မှုနံပါတ်2ကတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ဒီ2021မှာပေါ်ပေါက်လာ2021အာဏာသိမ်းမှုနောက်ပြီးပေါ်ပေါက်လာတဲ့တော်လှန်ရေးအင်အားစုတွေနဲ့တိုင်းအထူးတစ်ချက်နှစ်ပေါင်း80ဒေါ်လာရေးကိုလောက်လာကြတဲ့တိုင်းနာလက်နက်ကန် NR စုတွေနဲ့နံပါတ်1ယူချင်မှုတခြားပေါ်လာတယ်နံပါတ်3အချက်မှာကနိုင်ငံတကာရဲ့ဒီမှာပြုချင်းပေါ့နိုင်ငံတကာရဲ့ဆက်ဆံရေးတနမာရေးရယုံကြည်မှုတခြားနဲ့ချီတဲ့3ချက်ဒီ3ချက်မှာ NUG မှာအတိအကလောက်ရမှာတစ်ချက်ပဲဒီတစ်ချက်ကိုလုံနိုင်ရင်ကျန်တဲ့2ချက်က NUG အတွက်တဒနာမရှိဘူးAUG ကအခုလောက်ရမယ်အလောက်ကနှစ်ပေါင်း90လုံးဒီဒေါ်လာရေးလောက်လာကြတဲ့တိုင်းနာလက်နက်ကန် NR စုတွေနဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့ရအတွက်အနာဂတ်မှာဒီနိုင်ငံကိုဘလို့ပုံစံနဲ့ဘလို့ Federal Unit နဲ့တည်ဆောက်မလဲနံပါတ်1ကအနာဂတ်မှာဒီနိုင်ငံမှာဒီကျွန်တော်တို့ရဲ့အခွင့်အာဏာပြည်သူလူထုတိုင်းနာလက်နက်ကန်တွေရဲ့လွတ်လပ်ခွင့်နဲ့တရားဝင်လူတိုင်းနာတွေရဲ့ရပိုင်ခွင့်တွေကိုဒီဘယ်လိုမျှဝေမလဲဆိုတဲ့အရာNUG မှာဒါတွေလိုအပ်တယ်ဒီတစ်ချက်ကိုလုံနိုင်ရင်ဒီတစ်ချက်ကိုတိုင်းနာတွေနဲ့ကောင်းမွန်တဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်ရင်လက်ရှိပြည်သူလူထုဒေါ်လာမျိုးဒေါ်လာရေးနောက်မှာပေါ်ပေါက်လာတဲ့ပြည်သူလူထုကNUG ကိုဒီဝယုံကြည်ထောက်ခံပြီးသားဒါမဲ့လက်ရှိဒီတွန်းမှာခက်ခဲနေတာကအတိုင်းသားလက်နက်ကန်တွေနဲ့ယုံကြည်မှုမတည်ဆောက်နိုင်တာအနာဂတ်နိုင်ငံကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အရာကိုတိုင်းသားလက်နက်ကန်တွေနဲ့ NUG ကိုယုံကြည်မှုမရှိတာဒီအချက်ကပြဿနာဖြစ်တယ်တကယ်လို့ဒါ NUG နဲ့တိုင်းသားလက်နက်ကန်တွေကိုယုံကြည်မှုတည်ဆောက်နိုင်တဲ့အနာဂတ်နိုင်ငံကိုဘယ်လို Federal Unit ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အရာကိုတည်ဆောက်နိုင်ရင်နိုင်ငံကဆက်ဆံရေးကအလိုလိုနဲ့အောင်မြင်ပြီးတာဖြစ်တယ်ဒါကြောင့်NUG နဲ့တစ်ချက်ခုတ်ပြီး3ချက်ပြမဲ့အရာကနံပါတ်1တိုင်းနာလက်နက်ကန် NR စုလည်းယုံကြည်မှုတည်ဆောက်ဖို့နဲ့ဘီဒွန်း2021ကနေပေါ်ပေါက်လာတဲ့လက်နက်ကန် NR စုတော်လာ NR စုလည်းယုံကြည်မှုတည်ဆောက်ဖို့ဒီဟာ NUG ကပထမဦးဆုံးအရေးကြီးလောက်ရမယ့်အချက်ဖြစ်တယ်ဆိုတော့အခုချိန်လေးတရားက NUG ကမလုံနိုင်သေးဘူးကျွန်တော်ကလည်း NUG ကိုထောက်ခံတယ်လို့တရားဖြစ်ပေမဲ့ NUG ရဲ့လောက်ဆောင်ချက်ကိုကျွန်တော်လုံးဝအားမရဘူးNUG ရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်အားမရဘူးဟိုတဲ့တော်လိုင်းရဲ့တော်လိုင်းရဲ့တစ်ခုအောင်မြင်ဖို့ရတဲ့ကလက်နဲ့ NR တစ်ခုတည်းမလောက်တော့ပါဘူးဆိုတော့အရေးကြီးဆုံးကယုံကြည်မှုနဲ့စီးလုံးညီညွတ်မှုဖြစ်တယ်ဆိုတော့တိုင်းနာလက်နဲ့ကန်အဖွဲ့အစည်းတွေနဲ့တော်လိုင်းရဲ့ NR ဆိုတဲ့ယုံကြည်မှုတည်ဆောက်နိုင်တဲ့စီးလုံးမှုတစ်ခုကိုတည်ဆောက်နိုင်တယ်ဆိုရင်ကျန်တဲ့အစိတ်ပိုင်းတွေကအဲ့လိုအောင်မြင်ပြီးတာဖြစ်တယ်ဆိုတော့ NUG နေနဲ့တော်လိုင်းရေးကိုတကယ်ပိုပြီးစစ်အောင်မြင်စေချင်တယ်ဆိုရင်တော့တစ်ခုပဲတစ်ချက်ခုပြီး3ချက်ပြမယ်ဆိုတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့လှုပ်ဆောင်ဖို့လိုအပ်တယ်အဲ့ဒီအရာကအထူးဖြစ်တော့တန်တာလက်နက်ကန်အဖွဲ့အစည်းတွေနဲ့ဒေတာခံတော်လိုင်းရေး NR စုတွေနဲ့ယုံကြည်မှုပုံမှန်ခိုင်မာအောင်တည်ဆောက်နိုင်မယ်ဆိုရင်ပူပေါင်းဆောင်ရွက်မှုတွေပိုပြီးအားကောင်းလာနိုင်ပါတယ်အားကောင်းနေမှာဒီဟာကယုံကြည်မှုမရှိရင်တော့တရင်အချက်လက်တွေပိုပြီးမျှဝေနိုင်မယ်စစ်စင်ရေးနိုင်ငံရေးဆိုင်ရာတွေညှိနှိုင်းမှုတွေပိုပြီးလွယ်ကူလာမယ်ယုံကြည်မှုတော့တည်ဆောက်နိုင်ရဲ့ဒီຢာတွေမျှဝေမှုကပိုပြီးလွယ်ကူချောမိသွားမယ်ပြီးလို့ရှိရင်ပုံရိပ်မှန်းချက်အတွက်လည်း NR တွေကိုတစုတစည်းအသုံးချနိုင်မယ်ဒါ NUG ကဒါသူကိုနဲ့ကလည်းတိပြီးမဲ့တာကိုသူမလုံနိုင်သေးတာဒါလည်းအတိတ်ကတိုင်းနာတဲ့နက်ကန်တွေရဲ့တန်ခန်းစာတွေအတွေ့အကြုံတွေရတာအများကြီးတော့ဖြစ်ကောင်းဖြစ်မယ်ဒါလည်း NUG လို့စင်ကောင်းမှုဖြစ်တယ်တော်လိုင်းရေးဆိုတာကလူတရားအဖွဲ့အစည်းတစ်ခုဒီနဲ့အောင်မြင်တာမဟုတ်ပါဘူး
အားလုံးရဲ့စီလိုမှုပူပေါင်းပါဝါမှုယုံကြည်မှုလေးစားမှုဒါတွေကိုစုစည်းမှပါတယ်အဲ့ဒီရဲ့စုစည်းမှုရဲ့နောက်မှာအဲ့ဒီရဲ့စီလိုမှုရဲ့နောက်မှာအဲ့ဒီရဲ့ပေါင်းစပ်မှုရဲ့နောက်မှာပဲတော်လန်ရေးဆိုတာဖြစ်လာတော်လန်ရေးအောင်ခြင်းဆိုတာဖြစ်လာအခုချိန်ထိက NUG ကလည်းကျွန်တော်တို့ဒါတွေကိုလုတ်ဖို့ရတော့စင်ကောင်မှုဖြစ်နေတယ်လို့ကျွန်တော်တို့တင်ရတာလက်နက်ကန်တဲ့အဖွဲ့နဲ့ NUG ကိုယုံကြည်မှုအပြည့်အဝပေးဖို့လည်းခက်ခဲတယ်နောက်ပြီးတော့တော်လိုင်းရဲ့ NR စုတွေတော်လိုင်း NR စုတွေအနေနဲ့လည်းဗာလဲ NUG နောက်ကိုအလုံးလုံးတရားလိုက်ဖို့ခံနေနောက်ပြီးတော့တချို့တော်လိုင်း NR စုတွေကလည်းနည်းနည်းလေးဘယ်လိုပြောရမလဲကိုယ့်ရဲ့အရှင်ပြည်ရေးအတွက်ကိုတချို့တွေချောင်းကြည့်ရတယ်ဖြစ်တယ်ဒါကြောင့် NUG အနေနဲ့တိုင်းဒါအဖွဲ့အစည်းတွေနဲ့တော်လိုင်းရဲ့ NR စုတွေကိုယုံကြည်မှုကိုပုံမှန်ခိုင်မာအောင်ဒီဆောက်နိုင်မယ်ဆိုရင်တော်လှန်ရေးကအချင်းအတူတွန်းအောင်မြင်ဖို့ရတဲ့အလားအလာအများကြီးရှိပါတယ်အဲဒါကြောင့် NUG နဲ့လောက်ဖို့ရအတွက်ကတစ်ချက်ခုတ်ပြီးသုံးချက်လုံးပြမဲ့ခုကိစ္စအလုံးပြီးမဲ့ရတာတော်လှန်ရေးတိုင်းဒေသလက်နက်ကန်အဖွဲ့အစည်းတွေကိုအနာဂတ်မှာခိုင်မာပြတ်သားတဲ့ Federal Unit ကိုနိုင်ငံတော်ကိုဘယ်လိုထူထောင်မလဲဘယ်လိုတည်ဆောက်မလဲဆိုတဲ့အရာကိုပြတ်သားတဲ့နိုင်ငံရေးခံယူခြင်းနဲ့တိုင်းဒေသတွေကိုစီးရုံးမှာယုံကြည်မှုတည်ဆောက်ပါပြန်လည်လေးစားမှုပူးပေါင်းဆောင်ရွက်မှုလုပ်ပါမပြီးတော်လိုင်းရေးဒီမျိုးတော်လိုင်းရေးပေါ်လာပြီးတော့တော်လိုင်းရေး NR စုတွေနဲ့ Rebecca တွေကိုထိန်းနိုင်ကြမြထိန်းပါဒီနှစ်ချက်ကိုလုပ်ရင်ပြည်သူထောက်ခံမှုက NUG မှာရှိပြီးသားဖြစ်တဲ့ကြောင့်နိုင်ငံတကာရဲ့အတိအမှပြုခြင်းကအလိုလျောက် NUG ရှိကနေပါလာမှာဖြစ်တယ်အဲဒါကြောင့်NUG နဲ့လောက်ရမှာတစ်ချက်အဲ့ဒါကိုအမြန်ဆုံးအကောင့်အဆုံးနုညံ့တိမ်မွေးစွာ NUG နဲ့အကောင့်ထည့်ပေါ်ပါလို့ကျွန်တော်မြတ်တာရခတ်ပါတယ်ကျွန်တော်က7 July YouTube channel ရဲ့ပိုင်ရှင်ဖြစ်ပါတယ်